ဟိုတယ်တစ်ခုမှာအန်နီယယ်နဲ့ကြုံနေရတဲ့အမျိုးသားကိုအမျိုးသမီးတစ်ယောက်ကလာရောက်ကယ်တင်ခဲ့ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်ဟာမတော်တဆပျော်ရွှင်စရာကောင်းတဲ့ညတစ်ညကိုအတူဖြတ်သန်းခဲ့ကြပါတယ်။နောက်နေ့မနက်နိုးလာတဲ့အခါမှာတော့အမျိုးသားကသူမကိုယွမ်တန်း100ပေးလိုက်ပါတယ်။သူဟာသူ့ရဲ့ခြေထောက်တွေမတန်ဆွမ်းတော့ဘူးလို့ခံစားနေရတာကြောင့်အမျိုးသမီးကိုဒုက္ခမခံစေခြင်းပဲပတ်စံယူပြီးအမြန်ထွက်သွားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့အမျိုးသမီးကတော့ဒါတွေကိုဂရုမစိုက်ပဲသူ့ရဲ့ဇနီးအဖြစ်သာနေကျင်တယ်လို့ပြောတာကြောင့်အမျိုးသားဟာစိတ်လှုပ်ရှားသွားရပါတယ်။တရက်မှာတော့အမျိုးသားဟာအလုပ်စစ်ဆေးဖို့စောက်လုပ်ရေးလုပ်ငန်းခွင်ကိုသွားတဲ့အခါတန်ချောင်းတွေကမတော်တဆပြုတ်ကျလာပါတယ်။ဒါကိုမြင်သွားတဲ့အမျိုးသမီးကအမျိုးသားကိုတွန်းထုတ်လိုက်တာကြောင့်အမျိုးသားဟာဘာဒဏ်ရာမှမရရှိခဲ့ပေမဲ့အမျိုးသမီးရဲ့ခြေထောက်ကိုတော့တန်ချောင်းထိမှန်သွားပါတယ်။တကယ်တော့ဒါဟာအမျိုးသားရဲ့ပိုင်ဆိုင်မှုတွေကိုလိုချင်နေတဲ့သူ့ရဲ့မောင်နှမအရင်းတွေကလုပ်သားတွေနဲ့ပေါင်းပြီးတမင်လုပ်ကြံခိုင်းတာပါ။တပ်တော်ဆောင်တွေကလုပ်သားကိုဖမ်းမိတဲ့အခါမှာတော့ထိုလုပ်သားကဒါဟာအမျိုးသမီးကခိုင်းတာပါလို့သူမကိုလိမ့်လဲဆွဆွဲလိုက်ပါတယ်။ဒါပေမဲ့အမျိုးသားကတော့သူမကိုချစ်နေပြီဖြစ်တာကြောင့်ထိုစကားကိုလုံးဝမယုံကြည်ပါဘူး။အိမ်ပြန်ရောက်တဲ့အခါအမျိုးသားကသူမရဲ့ဒဏ်ရာကိုကုသပေးနေရင်ရုတ်တရက်အော်ဟစ်ကြိမ်းမောင်းပြီးသူ့ကိုထားခဲ့ဖို့ပြောပြန်ပါတယ်။သူဟာဒုက္ခိတတစ်ယောက်ဖြစ်လို့သူမကိုကောင်းကောင်းမဆောင်ရှောက်နိုင်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့အမျိုးသမီးကတော့သူဘလို့ပဲဖြစ်နေပါစေသူ့ဘေးနားမှာအမြဲရှိနေမှာပါလို့မေတ္တာအပြည့်နဲ့ပြောလိုက်ပါတယ်။အမျိုးသားကတော့ဘာမှပြန်မပြောဘဲထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသားရဲ့ညီဖြစ်သူကအမျိုးသမီးစီရောက်လာပြီးလက်ထပ်ခွင့်တောင်းပါတော့တယ်။အမျိုးသမီးကပြက်ပြက်တသားညှင်းဆိုပေမဲ့ညီဖြစ်သူကအမျိုးသားရဲ့အသက်နဲ့ချင်းချောက်လာတာကြောင့်သူမဟာအမျိုးသားကိုထပ်မံလုပ်ကြံမှာဆိုလို့ဟန်ဆောင်သဘောတူလိုက်ရပါတယ်။နောက်ပိုင်းမှာတပ်တော်ဆောင်ကအမျိုးသားကိုထိုသတင်းကိုပြောပြတဲ့အခါသူမပြန်မလာတော့ဘူးလို့ထင်ပြီးသူမရဲ့ပစ္စည်းတွေကိုလွှင့်ပစ်ဖို့ပြင်ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသမီးပြန်လာပြီးအဖြစ်မှန်အားလုံးကိုရှင်းပြလိုက်ပါတယ်။နောက်ပိုင်းမှာညီဖြစ်သူကအမျိုးသမီးစီထပ်မံရောက်လာပြီးကုမ္ပဏီရဲ့လျှို့ဝှက်စာရွက်စာတမ်းတွေကိုခိုးယူပေးဖို့ခိုင်းပါတယ်။မလုပ်ပေးရင်အမျိုးသားကိုတပ်ပစ်မယ်လို့ချင်းချောက်တာကြောင့်အမျိုးသားကိုကာကွယ်ဖို့အတွက်သူမဟာစာရွက်စာတမ်းတွေကိုခိုးယူပေးလိုက်ပါတယ်။ဒါကိုအမျိုးသားကစောင့်ကြည့်ကင်မရာကနေတိသွားပေမဲ့သူမကိုမတားဆီးပဲနောက်ကနေတိတ်တဆိတ်လိုက်သွားပါတယ်။အမျိုးသားကသူမနဲ့သူ့ညီကိုလူချင်းတွေ့တဲ့အခါညီဖြစ်သူကအမျိုးသမီးဟာသူ့ကိုလက်ထပ်တော့မှာပါလို့လောင်ပြောင်ပြောဆိုပါတယ်။အမျိုးသမီးကတော့အမျိုးသားကိုအန္တရာယ်ကင်းစေချင်တာကြောင့်သူ့ကိုအမြန်ထွက်သွားဖို့ပဲပြောလိုက်တဲ့အတွက်အမျိုးသားဟာအယမ်းကိုစိတ်ပြတ်သွားပါတော့တယ်။